မြမအတန်တေးဂီတအတန်သွင်းစတူဒီယိုခန်းမကြီးတစ်ခန်းနဲ့တွဲလှည့်ထားတဲ့အတန်တိန်စက်ခန်းတွေကအဖြစ်အပျက်တရားဖြစ်ပါတယ်စတူဒီယိုခန်းတွေကကာလာဘော်တေးဂီတဝိုင်းဟာအတန်သွင်းဖို့အသင့်ပြင်းနေပါပြီစက်ခန်းတွေကအင်ဂျင်နီယာကအတန်သွင်းစက်နဲ့ဆက်သွယ်တဲ့စက်ကလုတ်ကိုချိုးလိုက်တဲ့အခါမှာတာဝန်ကျဂီတမှုကတီးဝိုင်းအားစတင်တီးမှုတ်တီဆိုဖို့အချက်ပြလိုက်ပါတယ်စန်နီယာဆရာကအတန်စမ်းလိုက်ပြီးတော့ဝိုင်းကပနာမတေးကန်လေးကိုတီးလိုက်ပါတယ်အစိုးလို့သူကတေးကန်အပြီးမှဝင်းဆိုလိုက်ပါတယ်တာဝန်ကျတဲ့တေးဂီတမှုကရောစက်ခန်းထဲမှာဝင်ရောက်နားထောင်တဲ့တီးဝိုင်းရဲ့တေးဂီတမှုကရောအစိုးနဲ့အတီးတို့ကိုဂယုတစိုက်နားထောင်ကြတယ်တီးလိုက်ကြတဲ့အတန်နဲ့အစိုးဟာမဟတ်မိကြတာကိုတွေ့ရတယ်အစိုးလို့သူခမရမှာအတီးအတန်ကိုလိုက်ဆိုတဲ့အခါမှာညာတန်တက်သွားလို့ရှိရင်သူ့အတန်ကညာနဲ့မှီအောင်မတင်နိုင်အတီးကဘယ်တန်ချလိုက်လို့ရှိရင်သူ့အတန်ကညီအောင်ဘယ်မချနိုင်တဲ့အတော်ဒုက္ခရောက်နေရှာတယ်နားထောင်နေတဲ့ဂီတမှုနှစ်ယောက်စလုံးကအတန်သွင်းတာကိုရပ်လိုက်ပါတယ်သူတို့နှစ်ယောက်တိုင်ပင်ကြပါတယ်ဒီနောက်စန်းနေရတီးတဲ့ဆရာကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်ပြောလိုက်တဲ့စကားကတော့ဖြင့်ကီချိန်တီးတဲ့အဲ့ဒီခါမှာစန်းနေရဆရာကအတန်နည်းနည်းစမ်းလိုက်ပြီးတော့တေးသွားကိုပြန်ပြီးတော့တီးကြည့်လိုက်တယ်တေးသွားကတော့ပထမကြားလိုက်ရတဲ့တေးသွားပဲဒါပေမဲ့အတန်လေးကပထမကြားလိုက်ရတဲ့အတန်လေးနဲ့မတူဘူးအဆိုးကလိုက်ဆိုးကြည့်တယ်သူကတက်တက်တာတာကလေးနဲ့ညာတန်နဲ့လဲអော်နိုင်တယ်ဘယ်တန်နဲ့လဲချဆိုးနိုင်တယ်အဲ့ဒါလို့သူတက်တက်တာတာနဲ့ဆိုးနိုင်အောင်ဖန်တီးလိုက်တဲ့စကားကတော့ဖြင့်ဂါထာကတော့ဖြင့်ကီချိန်တီးဆိုတဲ့ဂီတာမှုရဲ့မမ်းမှုလိုက်တဲ့ဂါထာကြောင့်ပဲဖြစ်ပါတာအဲ့ဒီကီချိန်တီးဆိုတဲ့ဂီတာမှုရဲ့မမ်းမှုလိုက်တဲ့စကားရများရဲ့အဓိပ္ပာယ်ကတော့ဖြင့်တီးမှုတ်နေကြတဲ့ဒုရိယာပညာရှင်များကိုသူတို့တီးလျက်ရှိတဲ့တန်စင်ကိုပြောင်းပြီးတော့တီးလိုက်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခဏတော့ဒီတန်စင်ဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးတင်ပြလိုပါတယ်တန်စင်ဆိုတဲ့စကားဟာဖြင့် skill လို့ခေါ်တဲ့အင်္ဂလိပ်ဘာသာဂီတဝေါဟာရကိုမြန်မာလိုကျွန်တော်မှတ်မိသလောက်ဆရာကြီးဥပတ်ချိုကသိမ်းသွင်းလိုက်တဲ့စကားဖြစ်ပါတယ် skill ဆိုတဲ့အင်္ဂလိပ်ဘာသာဂီတဝေါဟာရကတော့ဖြင့် scala လို့ဆိုတဲ့အီတလီစကားကဆင်းသက်လာတာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ဖြင့်လှေကဒစ်အဆင့်နဲ့အရာဝတ္ထုတွေဖြစ်ပါတယ်ဂီတဝေါဟာရအပြင်ဆိုလို့ရှိရင်တော့ခုနကဂီတမှုပြောလိုက်တဲ့ key သို့မဟုတ် tonic ဆိုတဲ့တန်မှန်တန်ကြနဲ့ဆက်ဆက်နေတဲ့အတန်စုများရှိအတန်များတတန်နဲ့တတန်အတက်အကျအဆင့်များအထစ်များရလို့အကြအဖြစ်ခေါ်ရပေးမယ်အတန်တတန်တီးလိုက်လို့ရှိရင်အဲ့ဒီအတန်အတိုင်းပဲအတန်တတန်ကိုအတန်သေးသေးနဲ့လည်းပဲလှုပ်လို့ရတယ်အတန်ကြီးကြီးနဲ့လည်းလှုပ်လို့ရတယ်ဆိုတာကိုတော့ဖြင့်သိရှိကြပြီးတိုင်းဖြစ်ပါတယ်ဥပမာဒီတော့ဒီအတန်ကိုတိုက်တထအနေနဲ့ဥပမာထားပြီးတော့ဒီအတန်ကိုတိုက်တထအနေနဲ့ဥပမာထားလိုက်လို့ရှိရင်ဒီအထက်ကဒီအထက်တက်ဖို့အတန်ဒီကိုလှေကရစ်ထောင်းလိုက်လို့ရှိရင်ဥပမာ12ထိရင်လဲရှိမယ်8ထိရှိမယ်9ထိရှိမယ်ပေါ့အဲ့ဒါလို့အတန်အထစ်တွေကို scale အတန်စင်လို့ခေါ်ကြပါတယ်ဒီနေ့ဆွေးနွေးမှာကတော့ဖြင့်ကမ္ဘာဂီတမှာကျင့်သုံးချက်အတိုင်းဒီလိုအတန်အဆင့်တွေဟာဘယ်လိုခွဲခြားထားတယ်ဆိုတာဖြစ်ပါတယ်ကမ္ဘာဂီတမှာယနေ့ကျင့်သုံးချက်အတိုင်းဆိုရင်အတန်တူတစ်ထပ်အဲ့ဒီအထက်တွေအကြားမှာအတန်အဆင့်အထစ်ပေါင်း12ထစ်ခွဲထားပါတယ်ဒီအတန်အဆင့်အထစ်များဟာလှေကားတစ်လို့တစ်ဆင့်နဲ့တစ်ဆင့်တစ်ထစ်နဲ့တစ်ထစ်အနှိမ့်အမြင့်အကွာအဝေးညီမျှစွာထားပါတယ်အဲ့ဒီအတန်အထစ်ပေါင်း12ထစ်ရှိတဲ့တန်တူတစ်ထပ်ကို chromatic scale 12ဆင့်တန်စင်ရလို့ခေါ်ပါတယ်ဒီ12ဆင့်ရှိတာမှာတစ်ဆင့်နဲ့တစ်ဆင့်တစ်ထစ်နဲ့တစ်ထစ်အနှိမ့်အမြင့်အကွာအဝေးချင်းညီမျှတယ်လို့ယူဆရပါမယ်အဲ့ဒီအတန်ဒူအတန်လွှာတစ်ထပ်နဲ့တစ်ထပ်အကြားမှာခုလို12ဆင့်12ထစ်ခွဲထားတာဟာအခုအခါကမ္ဘာဂီတမှာအတန်ဒူတန်လွှာတစ်ထပ်နဲ့တစ်ထပ်အကြားမှာအများဆုံးစိတ်ဖြာထားတာဖြစ်ပါတယ်
အဲ့ဒီအတန်တစ်ထစ်နဲ့တစ်ထစ်ဟာအတန်တဝက်စီကွာတယ်လို့ယူဆထားပါတယ်ဥပမာဒီအတန်ကနေပြီးတော့တစ်ထစ်တက်လိုက်လို့ရှိရင်ဒီအတန်အဲ့ဒါဒီအတန်ကနေပြီးတော့ဒီအတန်တဝက်တိုက်တယ်လို့ယူဆပါတယ်တခါဒီအတန်ကနေပြီးတော့မှနောက်တစ်တန်တဝက်တက်လိုက်လို့ရှိရင်ဒီအတန်ရောက်ပါတယ်အဲ့ဒီခါမှာဒီကနေပြီးတော့ဟာဒီအတန်အထိဆိုလို့ရှိရင်ဒီတစ်ဆင့်အတန်တစ်ဝက်တက်တယ်အတန်တစ်ခုတက်တယ်ရလို့ကျွန်တော်တို့ယူဆလိုက်ပါတယ်အဲ့ဒီတော့12ဆင့်ရှိတဲ့ chromatic scale ခေါ်တဲ့တန်စင်မှာတစ်တန်နဲ့တစ်တန်ဟာအတန်တစ်ဝက်စီအကွာအဝေးရှိတဲ့အတန်ပေါင်း12တန်ရှိပါတယ်အဲ့ဒီအတန်စင်ကိုမှီးပြီးတော့ထပ်မှန်ပြီးတော့3စုခွဲတဲ့အတန်စင်များအနက်ဒီနေ့တော့အဓိကဖြစ်တဲ့အတန်စင်2မျိုးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလိုပါတယ်အဲ့ဒီအတန်12တန်စုကမှ8တန်စုတန်စင်ခွဲပြီးတော့ထားတဲ့အတန်စင်တွေရဲ့လို့ရရှိပြန်ပါတယ်ဒီ8တန်စုတန်စင်များအနက် major scale လို့ဆိုတဲ့တန်စင်နဲ့ minor scale လို့ဆိုတဲ့တန်စင်2မျိုးဟာဖြင့်အခုခါမှာကမ္ဘာဂီတမှာအများသုံးစွဲလို့နေကြတဲ့တန်စင်များဖြစ်ကြပါတယ်ဒီတန်စင်များရဲ့အတန်အနေအထားမဆွေးနွေးခင်အနောက်တိုင်းဂီတနဲ့ကျွန်တော်တို့ဂီတအခေါ်အဝေါ်ကွဲပြားတာကလေးကိုသတိပြုစေလိုပါတယ်တန်စင်မှာအနောက်တိုင်းဂီတဝေါဟာရမှာတန်မှန်တန်ကြထားတဲ့အတန်ရဲ့အထက်တန်ကို the second ဒုတိယတန်လို့ခေါ်ပါတယ်ကျွန်တော်တို့ဂီတဝေါဟာရမှာကျွန်တော်တို့တန်မှန်တန်ကြထားတဲ့အတန်ရဲ့အထက်တန်ကိုခုနှစ်တန်လို့ခေါ်ပါတယ်အနောက်တိုင်းဂီတဝေါဟာရမှာဒီလိုတန်မှန်တန်ကြအတန်ကအထက်တက်သည့်တန်စင်ကို the second the third the fourth ဒုတိယတန်တတိယတန်သရုပ်ထတန်ပစ္စမတန်စသဖြင့်ခေါ်သွားပြီးကျွန်တော်တို့မှာတော့ဖြင့်9တန်6ပေါက်5ပေါက်4ပေါက်ရလို့ပြောင်းပြန်မှဲ့ထားပါတယ်ကျွန်တော်ခုနကအစီရင်ခံခဲ့တဲ့ major scale တန်စင်နဲ့ minor scale တန်စင်တို့ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင် major scale ဆိုတဲ့တန်စင်မှာ tonic ဆိုတဲ့တန်မှန်တန်ကြထားတဲ့အတန်ကနေပြီးတော့အတန်တဝက်နောက်အတန်တဝက်အစုစုပေါင်းတတန်တက်လိုက်လို့ရှိရင် the second ဆိုတဲ့ဒုတိယတန်မြန်မာလို9တန်ဒီနောက်ဒီလိုပဲတတန်တက်လိုက်ပြန်တော့ third ဆိုတဲ့တတိယတန်မြန်မာလို6ပေါက်ဒီနောက်အတန်တဝက်သေးပဲတက်လိုက်ပြန်တော့ fifth ဆိုတဲ့သရုပ်ထတန်မြန်မာလို9ပေါက်တန်အဲ့ဒီအတန်ကမှတခါတတန်ပြန်တက်လိုက်ပြန်တော့ fifth ဆိုတဲ့ပစ္စမတန်မြန်မာလို4ပေါက်တန်ဒီနောက်တစ်ခါတတန်တက်လိုက်ပြန်တော့ six ဆိုတဲ့ဆဋ္ဌမတန်မြန်မာလို3ပေါက်တန်ဒီနောက်တစ်ခါတတန်တက်လိုက်ပြန်တော့ the seventh ဆိုတဲ့တတ္တမတန်မြန်မာလို2ပေါက်အဲ့ဒီကမှအတန်တဝက်တက်လိုက်တဲ့အခါမှာ tonic ဆိုတဲ့တန်မှန်တန်ကြထားတဲ့အတန်ရဲ့အထက်တလွှာတန်ကအတန်တန်မှန်တန်ကိုပဲပြန်ရောက်ပါတယ်အဲ့တော့ဒီ major scale ဆိုတဲ့တန်စင်ကိုသုံးသပ်ကြည့်လိုက်မယ်ဆိုရင် tonic ဆိုတဲ့တန်မှန်တန်ကြတန်ကနေပြီးတော့တတန်ကြားအတန်တဝက်ချာတတန်ကြားအတန်တဝက်ချာဆိုတဲ့အစီအစဉ်ကိုတွေ့ရပါမယ်ကမ္ဘာဂီတမှာနောက်ကျင့်သုံးတဲ့တန်စင်တစ်ခုကတော့ဖြင့် minor scale ဆိုတဲ့တန်စင်ပါပဲဒီတန်စင်မှာလည်းပဲ harmonic minor နဲ့ melodic minor ဆိုပြီးတော့နှစ်မျိုးခွဲထားပြန်ပါသေးတယ်အခုဒီကျွန်တော်ရဲ့ဆွေးနွေးခန်းမှာတော့မကြတွေ့ရမယ် harmonic minor ခေါ်တဲ့တန်စင်ကိုပဲသုံးသပ်ကြည့်လိုပါတယ်ဒီတန်စင်ကိုသုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကသုံးသပ်ကြည့်ခဲ့တဲ့ major တန်စင်လို့မဟုတ်ဘဲနဲ့အတန်အတက်အစီအစဉ်မှာ tonic ဆိုတဲ့တန်မှန်တန်ကြကနေပြီးတော့တတန်ကြားဒီနောက်အတန်တဝက်ချာဒီနောက်တတန်ကြားဒီနောက်တတန်ကြားနောက်အတန်တဝက်ချာနောက်တစ်ထစ်ကြတော့တတန်ခွဲချာနောက်အတန်တဝက်ချာဆိုတဲ့အစီအစဉ်ကိုတွေ့ရပါလိမ့်မယ်ဒီတော့ tonic ဆိုတဲ့တန်မှန်တန်ကြတန်တစ်မျိုးတည်းထားပြီးတော့ဒီတန်စင်နှစ်ခုကိုတီးကြည့်မယ်ဆိုလို့ရှိရင် major scale တန်စင်ကminor scale တန်စင်က
ကမ္ဘာဂီတမှာအခုအခါဒီတန်စင်နှမျိုးကိုအခြေပြုပြီးတော့တေးဖွဲ့ထားတဲ့တေးများကြီးရှိပါတယ်ဒီတန်စင်နှမျိုးရဲ့ခြားနာချက်ကတော့ဖြစ် major scale တန်စင်ကိုအခြေပြုပြီးတော့ဖွဲ့တဲ့တေးသံကလွင်ပါတယ်ရွှင်ပါတယ်ပိုးပြီးတော့ကြီးလင်းပါတယ် minor scale ဆိုတဲ့တန်စင်ကိုအခြေပြုပြီးတော့ဖွဲ့တဲ့တေးသံကတော့ပိုးပြီးတော့ထိုင်းမှိုင်းလေးတွေ့တဲ့အတန်ပေါက်ပါတယ်ဟောဒီလေးစီးမြရှိတဲ့တေးသွားကလေးကိုတာမန်တန်ကြတတန်နေထားပြီးတော့ကတန်စင်နှမျိုးပြောင်းပြီးတော့တီးပြပါမယ်တေးသွားတစ်မျိုးနဲ့တစ်မျိုးအတန်တွက်ဘယ်လိုခြားနာတယ်ဆိုတာနှိုင်းရှင်နားဆင်ကြည့်နိုင်ပါတယ် major scale တန်စင်နဲ့ဒီတေးသွားလေးကိုတီးလိုက်မယ်ဆိုရင် minor scale တန်စင်နဲ့ဒီတေးသွားလေးကိုတီးမယ်ဆိုရင်အဲ့လိုနှမျိုးကွာခြားမှုဖြစ်လာပါလိမ့်မယ်တန်စင်နှမျိုးရဲ့ကွာခြားမှုကိုနားဆင်တဲ့အခါသိကြပါလိမ့်မယ်ဥသောတာရှင်များနှိုင်းရှင်နားဆင်တော်မူကြရအောင်တေးပြူပုဂ္ဂိုလ်တဦးဒီရဲ့လက်ရာနှစ်ခုကိုတင်ပြလိုပါတယ်တေးပြူသူကတော့ဖြင့်ဂျာမန်တေးပြူပုဂ္ဂိုလ်ကြီးမော့ဇတ်ပါပဲသူရဲ့ concerto တေးလက်ရာတွေထဲမှာ C ဆိုတဲ့အတန်ကိုတန်မှန်တန်ကြထားက C major တန်စင်နဲ့တီးထားတဲ့တီးသွားတဲ့မှတေးတစားကိုနားဆင်ကြရပါလိမ့်မယ်အဲ့ဒီတေးသွားကတော့စီတန်ကိုတန်မှန်တန်ကြထားပြီးတော့ major scale တန်စင်းနဲ့တီးထားတဲ့တေးသွားအဆုံးသတ်ပါပဲဒီတေးသွားကို allegretto လို့ခေါ်တဲ့စီးသုတ်စီးနဲ့တီးထားပါတယ်
အဲ့ဒီစီအတိုင်းပဲစီတန်ကိုပဲတာမန်တန်ကြထားပြီးတော့ minor scale တန်စင်နဲ့တီးထားတဲ့ concert တူတီးသွားတစ်ခုရဲ့အဆုံးသတ်ကိုလည်းနားဆင်ကြည့်ကြပါဦးခင်ဗျာအခုကြားတဲ့တေးသွားနှစ်ခုစလုံးဟာစီးသွားအတူတူတာမန်တန်ကြတန်အတူတူမှာအခြေခံထားပြီးတော့တီးတဲ့ scale တန်စင်မှာတစ်ခုက major scale တန်စင်တစ်ခုက minor scale တန်စင်များနဲ့တီးထားတဲ့တေးသွားနှစ်ခုဖြစ်ပါတယ်အနောက်တိုင်းရှေးတေးဂီတများနားထောင်လို့ရှိရင်သူတို့တေးအဖွဲ့များမှာ B minor နဲ့ဖွဲ့တယ် C major နဲ့ဖွဲ့တယ်စသဖြင့်ဒီ major minor ဆိုတဲ့အသုံးနှုန်းတွေကိုတေးပွဲတိုင်းမှာတွေ့ရပါလိမ့်မယ်အလင်းသိတဲ့အခါအခြားအတန်စင်များနဲ့ပတ်သက်ပြီးတော့တင်ပြအစီရင်ခံနိုင်ဖို့ကြိုးစားပါမယ်အကြောင်းအစီရင်ခံရင်အခုအပတ်ကျွန်တော်ကမ္ဘာဂီတာကမှာအီမြနဲ့ပဲနားပြရစီအောင်ခင်ဗျာ